ဟယ်လိုအတန်ကြားရတယ်နော်ကြားပါဆရာဟုတ်ပါတယ်ဟုတ်ပြီအဲ့တော့10ခန်းပေါ့နော်ပြီးသွားပြီအဲ့လေးကိုဗုဒ္ဓိနုံကနေစပြီးတော့ဗုဒ္ဓိစစ်ထီကိုကျွန်တော်ပြန်ပြီးတော့တစ်ခေါက်ပြန်နှွှေးပေးပါမယ်နော်နှွှေးရဆိုတာဖတ်ခိုင်းမှာနော်ကြည့်ရအောင်ဆိုတော့ဆရာတို့ဒီမှာဗုဒ္ဓိနုံကိုဖတ်ကြည့်မယ်အဲ့ဆိုရင်ဖတ်ပြရပြီမယ်တစ်ခေါက်နော်โอเคတဲ့ဗုဒ္ဓိနုံကိုကြည့်ရအောင်အဲ့တော့ဗုဒ္ဓိနုံကဘယ်လိုပြောထားလဲဆိုတဲ့အခါကျရင်ကျွန်တော်တို့မာနီနော်မာနီပြီးတော့မာနီမီတာပြီးရင်ကာမီတာဟုတ်ပြီနော်အာအာမီတာโอเคပြီးတော့ရင်တောအာတာမောအာမနောအာနာပြီးရင်မောအီမီဒောအီဒီတောအီတီတောအာတာဒောအီဒီနောအာနာဒောအီဒီမာနီမီတာတာမီနာကာမာနာတာနာမာတာမာနာတာမီနာဒီအာမာနာဟုတ်ပြီပတိနုအစအဆုံးပေါ့နော်ဒီကနေပြီးတော့မာနီမီတာဟုတ်ပြီကဲအဲ့တော့ပထမဦးဆုံးတယောက်အနေနဲ့အေးတစ်စင်မိုးဖတ်ကြည့်ပါဦးအစကနေလားဆရာဟုတ်ပါတယ်အာနေပြီးစမယ်မာနီကနေစမယ်မာနီမီတာကာကာမီတာအာအာမီတာဒီတော့ဆရာဟိုဘက်ကဟာတွေရောပါလားဆရာဟုတ်ပါတယ်အားလုံးဖတ်ခိုင်းတာပါဟုတ်ဆရာဟုတ်တောအာတာမောအာမနောအာနာမောအီမီဒေါ်အီတီတောအီတီတောအာတာဒေါ်အီတီနောအာနာဒေါ်အီတီတာတီနာတီမောအာမနောအီနီမာနီမောအီမီတောအာတာမာနီမီတာတောအာတာမောအီမီနောအာနာတာမီနာကောအာကာမောအာမနောအာနာကာမာနာတောအာတာမောအာမနောအာနာတာမာနာတောအာတာမောအီမီနောအာနာဟုတ်ကဲ့ဟို sorry နော်မဟုတ်ပြီဟိုကတော့နှုတ်တိုက်ဆိုလိုက်နှုတ်တိုက်ဆိုလိုက်နော်နှုတ်တိုက်ဆိုလိုက်ပုံမြန်ဝအောင်ဟုတ်တာမီနာဒီအာမာနာရပြီလားโอဆရာเคနောက်ပြီးတော့โอเคกีခိုင်ထုံးဟာခရိုမာနီမီတာကာမီတာအာမီတာတာမာနာမီဒီတီတာဒီနာဒီမာနီမီတာတာမီနာကာမာနာတာမာနာတာမီနာဒီအာမာနာဟုတ်ပြီနောက်တစ်ယောက်ရွှေကြအဲရွှေကြဝိရီ sorry နော်မနာမည်အမှမှတ်ထားတယ်မေ့သွားတယ်မာနီမီတာကာကာမီတာအာမီတာတာမာနာမီတီတန်တီနာတီမာနီမီတာတာမီနာကာမာနာတာမာနာတာမီနာဒီအာမာနာမီမဟုတ်ဘူးတလားမီပဲပုံမောအီမီမီမဟုတ်ဘူးမီ
မော်အီမီပဲနော်โอเคအားလုံးထိုက်ကြည့်ရအောင်ဆရာတို့ဗုဒ္ဓီဆောင်နော်ဗုဒ္ဓီဆောင်ကိုကြည့်ရအောင်ဗုဒ္ဓီဆောင်လေးဖတ်ပြပြီပဲနော်ဒါလေးဟုတ်ပြီအာမီနာပြီးတော့နာမီငူနော်ပြီးရင်နာမီပူကာဒူပူငူဒူပူမာနီမာနာအာဟုတ်ပြီပြောရရင်ဆရာတို့ buffet ပေါ့နော် buffet ကိုဖတ်ပြရပြီမယ် buffet ကတော့ဆရာတို့ဒီနေရာမှာတော်အိုတူဖော်အိုဖိုပေါ်အိုပိုနော်မော်အိုမိုအော်အိုအိုဟောအိုဟိုအဲ့ဒါဖတ်ပြရပြီမယ်နော်တော်အိုတူဖော်အိုဖိုနော်အိုနိုပေါ်အိုပိုမော်အိုမိုအော်အိုအိုဟောအိုဟိုဟုတ်ပြီနော်ပြီးသွားရင်ဆရာတို့ဒီမှာတော်နော်နာတာပါအာဝါကာရာပြီးဒီတီမီပီဝီရီပြီးရင်ဒူရူပူဟူငူရမယ်နော်ဒါကဆိုပြမယ်နာတာပါအာဝါကာရာဒီတီမီပီဝီရီဒူရူပူဟူငူရမယ်နော်အဲ့ဒါဒီမှာဒါလေးဖတ်ပြပေးပါမယ်ကြည့်ကြရအောင်နော်ဒီမှာဒါလေးကတန်းကတာတူမိုးหูปูนากากีนาดีอีกามารีมีโมโหตูตาดีมีงูมาพามานาอาดูปูมาหาปูนาปูนามีตามีกามานามีหูมีตาเอาไปเนาะเข้าใจไหมตาตูโมหูปูนากากีนาดีอีกาอารีมีโมหูตูตาดีมีงูมาพามานาอาดูปูอาหาปูนาปูนามีตามีกามานามีหูมีตาဟုတ်ပြီအဲ့တော့အဲ့မှာလေဖတ်ကမှာကပြရမယ်ဆိုရင်မကြမ်းဆရာတို့ဒီမှာဒီဘွားစာပိုင်လေးနဲ့ဒီ buffet ကိုမဖတ်တော့ဘဲနဲ့ကြာသွားမှာဆိုလို့ပေါ့နော်ဒီအောက်မှာရှိတဲ့ဒီ buffet မှာရှိတဲ့ဒီစကားစုလေးတွေဒါလေးဖတ်လိုက်ပြီဆိုရပြီနော်ကဲပထမဆုံးတစ်ယောက်ခုနကတော့ဆိုရတိုင်းပဲနာလို့ဆိုတော့ကေခိုင်ထွန်းလားဟုတ်လားပထမဆုံးဆိုတာအရင်ဆိုတာရှင်ဟုတ်ပြီလားဆိုကြည့်ပါဦးခင်ဗျာအာမီနာနာမီငူဆရာသမီးပဲဆိုရမှာလားအရင်ခုနကတော့အရင်ခေါ်ရဲလူကိုဆိုခိုင်းလိုက်ဆိုလိုက်ပြောတာ sorry ဟုတ်တယ်ဆရာသမီးဟုတ်ပြီဆိုလိုက်နော်အာမီနာနာမီငူနာမီပူကာဒူပူငူဒူပူမာနီမာနာအာပြီးတော့ဆရာဘတ်ဖို့ကကြတော့အပေါ်ဟာဆိုရမှာလားအောက်ကဟာဆိုရမှာလားဆရာဘတ်ဖုတ်ကကြတော့အပေါ်ကဟိုဟာတွေ height and ဟိုဟာတွေမဆိုနဲ့ဒီစကားစုလေးဆိုလိုက်တယ်ဆိုရင်ဒါလေးတွေဆိုလိုက်တယ်ဗျာအဲ့မှာဒါလေးတွေပဲဟုတ်ပြီတာတိုပြီးမိုးဟိုနာကာကီနာဒီဤကာပြီးမီမိုးဟိုတိုတာဒီမီငူနာဖာမာနာအာဒူပူအာဟာပူနာမီတာမီကာမာနာမီဟူမီတာဟုတ်တယ်ကဲနောက်တစ်ယောက် next one အာမီနာနာမီငူနာမီပူ
ကာဒူပူငူဒူပူမာနီမာနာအာတာတိုမောဟိုပူနာကာကီနာဒီအီကာအာရီမီမိုဟိုတိုတာဒီမီငူမာဖာမာနာအာဒူပူအာဟာပူနာမီတာမီကာမာနာမီဟူမီတာ ဟုတ်ပြီมีหูมีตาค่ะနောက်တစ်ယောက်ကဲကဲနောက်တစ်ယောက်နောက်ဆုံးတစ်ယောက်တော့ယောက်ခုနကတော့ဆိုခိုင်းတာဟုတ်တယ်မလားဘလူကြံသေးတော့အဲ့ဒါဆိုရင်နာမည်ခေါ်နာမည် ဟုတ်တယ် အာ အာ ပေ မီ ကြဝိ နာ ဟုတ်တယ် အာမီနာနာမီငူနာမီပူကာဒူပူငူဒူပူမာနီမာနာအာတာတိုမိုဟိုပူနာကာကီနာဒီအီကာအာရီမီမိုဟို ဟုတ်တယ် တိုတာဒီမီငူမာဖာမာနာအာဒူပူအာဟာပူနာမီတာမီကာမာနာမီဟူမီတာ มีหู မီဟူ มี မီ ตา တာ ဟုတ်ပြီ မီဟူ ကဲခုနကမီဆိုနဲ့မတ်ဆူကတော့နောက်ကြရင်ဆိုခိုင်းမယ်နော်ဟုတ်ပြီကဲဒီမှာတော့ခု buffet ကိုကြည့်ကြည့်ရအောင်နော် buffet ကကြတော့အပေါ်မှာရှိတဲ့ height and wa ဆိုစရာမလိုဘူးကဲဒါလေးဆိုရမယ်နော်ကြည့်ကြည့်ရတာပူနော်ပြီးရင်ပူနာပြီးရင်ဟူတာနော်ตาปูนาหูตาตีตาปูดูดีอาดูกาตาดูงูมาหาตาดูปูนาหาปูนางูมีตามีปูนามาเข้าใจไหมเนาะตาปูนาหูตาตีตาปูดูดีอาดูกาตาดูงูมาหาตาดูปูนาหาปูนางูมีตามีปูนามาဟုတ်ပြီကဲဆိုကြည့်ပါအောင်ခင်ဗျာကဲမီဆိုဆိုကြည့်ပါအောင်စပြီးတော့မီဆို ဟုတ်ကဲ့ တာပူပူနာပူတာဒီတာတီတာပူဒူဒီအာဒူကာတာဒူငူမဟာတာဒူပူနာဟာပူနာငူမီတာမီပူနာမ ဟုတ်ပြီနောက်တစ်ယောက်ကေခိုင်ထုံး ဟာခရို ကဲအဲ့ဒီပဲနံပါတ်5တော့ဟုတ်ပြီ ตาปูนาหูตาตีตาปูดูดีอาดูกาตาดูงูมาหาตาดูปูนาหาปูนางูมีตามีปูนามา ဟုတ်ပြီကဲနောက်တစ်ယောက်ဣဒဇင်မူ ဟုတ်ဆရာตาปูนาหูตาตีตาปูดูดีอาดูกาตาดูงูมาหาตาดูปูนาหาปูนางูมีตามีปูนามีปูนามา ဟုတ်ပြီရွှေကြာဝိရီ ตาปูปูนาหูตาตีตาปูดูดีอาดูกาตาดูงูมาหาตาดูปูนาหาปูนางูมีตามีปูนามา
ဟုတ်ပြီကဲနောက်တစ်ယောက်ကေခိုင်ထွန်း ခရုကေဆိုပြီးသားရှင် ဟောအေးဒဇင်မိုးအေးဒဇင်မိုးရှိလား ရှိတယ်ဆရာခုနဆိုလိုက်တယ်လေဆရာ ဟောဆိုလိုက်ပြီနော်ဟုတ်ပြီဆိုအဲ့ဒါဆိုရင်မဆု ဟုတ်ကဲ့ဆရာတာပူပူနာဟူတာတီတာပူဒူဒီဒီအာဒူကာတာဒူငူမဟာတာဒူပူနာဟာပူနာငူမီတာမီပူနာမ โอเคဟုတ်ပြီနောက်ခုထပ်ပြီးတော့ကြည့်ကြည့်အောင်ဆရာတို့ကဲဒီမှာစာပိုက်ကြည့်ကြည့်အောင်နော်บุตรที่สามကြည့်ကြည့်အောင်နော်ကဲဘာပြောထားလဲဆိုတဲ့အခါကျရင်ဆရာတို့စာပိုက်ထဲမှာတော့นามีงูรูsorry นามีรูงูนามีรูปูมานีพาตูมาหาอามานีพาตูมานามานีพาตูหาปูมานีพาตูดูปูပြောရမယ်နော်นะครับมานีรูงูมามีนามีรูปูมานีพาตูมาหาอามานีพาตูมานามานีพาตูหาปูมานีพาตูดูปูโอเคแกมีโซကြည့်ပါအောင်ค่ะ นามีรูงูนามีรูปูมานิพาโตมาหาอามานิพาโตมานามานิพาโตหาปูมานิพาโตดูปู เกไข่ทอง คาครูนามีรูงูนามีรูปูมานิพาโตมาหาอามานิพาโตมานามานิพาโตหาปูมานิพาโตดูปู ဟုတ်ပြီโอเคမဆူ ဟုတ်ကဲ့ဆရာနာမီရူငူနာမီရူပူမာနီဖာတိုမဟာအာမာနီဖာတိုမာနာမာနီဖာတိုဟာပူမာနီဖာတိုဒူပူဟုတ်ပြီအေးဒဇင်မိုး นามีรูปูนามีรูงูนามีรูปูมานีพาโตมาหาอามานีพาโตมานามานีพาโตหาปูมานีพาโตดูปู ဟုတ်ပြီနောက်တစ်ယောက်ရွှေကြာဝိရီ နာမီရူနာမီရူပူမနိဖာတိုမာဟာအာမနိဖာတိုမာနာမနိဖာတိုဟာပူမနိဖာတိုဒူပူ ဟုတ်ပြီမဆူဆိုပြီးသွားလို့မဆိုပါသေးလို့မရှိတော့ဟုတ်တယ်နော်ကြံသေးရဆိုရင်ပြောနော်ဆရာမေးတယ်လို့ပါအာမနာပါနဲ့ဟုတ်ပြီနောက်ခုထပ်မရှိတော့ဘူးနော်ဟောနောက်ထပ်ကြားရဆိုရင်ဒီမှာဆရာတို့ကဲဗုဒ္ဓီစီနော်ဗုဒ္ဓီစီရဲ့ဒါလေးကိုသွားကြည့်ရအောင်ကဲဆိုပြပေးမယ်တစ်ခါสีเทาชูใจพาสีเทาไปหามานีเอาไปเนาะสีเทาไปหาตูดีใจ
สีเทาก็ดีใจสีเทาไปหาบูวายวายมานีดีใจชูใจก็ดีใจมานีมาหาชูใจวายวายมานีมาหาชูใจวายวายရမယ်နော်ဟုတ်ပြီကဲအဲ့ဆိုရင်မီဆိုဆိုကြည့်ပါဦးခင်ဗျာ สีเทาชูใจพาสีเทาไปหามานีสีเทาไปหาโตดีใจสีเทาก็ดีใจสีเทาไปหาโตไวมานีดีใจชูใจก็ดีใจมานีมาหาชูใจไวมานีมาหาชูใจวายวายโอเคเก่งมากอีเดสิมู ค่ะสีเทาชูใจพาสีเทาไปหามานีสีเทาไปหาโตดีใจสีเทาก็ดีใจสีเทาไปหาโตไวมานีดีใจชูใจก็ดีใจมานีมาหาชูใจไวโอเคนั้นคุณเดียวกี่ใครท่อ สีเทาชูใจพาสีเทาไปหามานีสีเทาไปหาโตดีใจสีเทาก็ดีใจสีเทาไปหาโตไวมานีดีใจชูใจก็ดีใจมานีมาหาชูใจไวဟုတ်ပြီတော်တော်နှုတ်လည်းပရပရဆိုတဲ့နေပြီနော်ဟုတ်ပြီဂျင်းနဲ့တယ်အဲ့ဒါဆိုရင်နောက်တစ်ယောက်ရွှေ สีเทาชูใจพาสีเทาไปหามันนี้สีเทาไปหาโตดีใจสีเทาก็ดีใจสีเทาไปหาโตไวมันนี้ดีใจชูใจก็ดีใจมันนี้มาหาชูใจไวโอเคဟုတ်ပြီကဲမဆူ ဟုတ်ကဲ့ဆရာစီထောင်ချူချိုင်းဖားစီထောင်ပိုင်းဟာမာနီစီထောင်ပိုင်းဟာတိုးတီချိုင်းစီထောင်ကောတီချိုင်းစီထောင်ပိုင်းဟာတိုးဝိုင်းမာနီတီချိုင်းချူချိုင်းကောတီချိုင်းမာနီမာဟာချူချိုင်းဝိုင်း โอเคဟုတ်ပြီနောက်တစ်ခုထပ်ကြည့်ရအောင်เนาะအဲ့ဒါဆိုရင်ဒီမှာစီရအောင်ကဲဒီမှာဒီစာပိုက်လေးပေါ့เนาะအခုကတော့ဒီပိုက်လေးကိုပဲဆိုအဲဒါကြောင့်ကိုတစ်ခါလေးပဲနှစ်ခေါက်စီဆိုပြလိုက်တော့เนาะကြည့်ရအောင်ကြိုင်ဒီมีใจไปนามาไวชาดีสีได้ပြီးတော့ဆိုင်ဒီနိုင်ใจไปหาปีได้พาไปตูดีใจไปปีได้ไปวายไปทีไรไปดีกาสีได้สีใส่สายมีนายใจไปนาพาไปทีสายวายโอเคมีโซจิบ่าวခင်ဗျာ ใจดีมีใจไปนะมาไว้
ရှာဒီစီဒိုင်ဆိုင်ဒီနိုင်ကြိုင်ပိုင်ဟာပီဒိုင်ဖာပိုင်တိုးဒီကြိုင်ပိုင်ပီဒိုင်ပိုင်ဝိုင်ဝိုင်ပိုင်ထီဒိုင်ပိုင်ထီဒိုင်ပိုင်ဒီဒီကာစီဒိုင်စီဆိုင်ဆိုင်မီနိုင်ကြိုင်ပိုင်နိုင်နာဖာပိုင်ထီဆိုင်ဝိုင်ဝိုင် ဟုတ်ပြီဟုတ်ပြီနောက်တစ်ယောက်ကေခိုင်ထွန်း ဟာခရိုကြိုင်ဒီမီကြိုင်ပိုင်နာမာဝိုင်ချာဒီစီဒိုင်ဆိုင်ဒီနိုင်ကြိုင်ပိုင်ဟာပီဒိုင်ဖာပိုင်တိုဒီကြိုင်ပိုင်ပီဒိုင်ပိုင်ဝိုင်ဝိုင်ပိုင်ထီရိုင်ပိုင်ဒီဒီကားစီဒိုင်စီဆိုင်ဆိုင်မီနိုင်ကြိုင်ပိုင်နိုင်နာစီဆိုင်ဆိုင် สีใส่สาย สีใสมีนายใจ โอ ไป เค ในนะ พาไปที่สายไว โอเคနောက်တစ်ယောက်ဣဒဇင်မူ จายดีมีจายปายนามาวายชาดีซีดายสายดีนายใจปายหาปีดายพาไปตัวดีใจปายปีดายปายไวไวปายที่ไรปายดีดีกาซีดายซีใจซีสายสายมีนายใจปายนาย ไปไหนนาพาไปทีซีวายวายซีวายวายใส่วายวาย ဟုတ်ပြီမဆူ จายดีมีจายไปนามาไวายชาดีสีได้สายดีนายจายไปหาปีได้พาไปตูที่จายไปปีได้ไปไวไวไปทีไรไปดีดีกาสีได้สีสายสายมีนายจายไปนายนาพาไปดีสายไวไว ဟုတ်ပြီဣဒဇင်မူ ဆရာသမီးခုနကဆိုလိုက်တာလေးဆရာ ဟုတ်ပြီ အခုဆိုတဲ့တရားရဲ့ရှေ့က အဲ့ဆိုရင်ကေခိုင်ထွန်းဆိုပြီးလိုက်တာသူရော ๆค่ะဆိုပြီးတော့ပါครู အဲ့ဒါဆိုရင်ရွှေကြဝိရီ ใจดีมีใจไปนามาไวชาดีสีได้ใส่ดีนายใจไปหาปีได้พาไปตูดีใจไปปีได้ไปไวไปทีไรไปดีกาดสีได้สีใสปีในใจไปในนาพาไปที่ใส่ไว ဟုတ်ပြီโอเคကျွန်တော်ကလေ tablet နဲ့သင်ရတာဆိုတော့ screen နဲ့ share ထားတော့ဟို laptop လိုမျိုးပေါ့နော်အမ PC လိုမျိုးအမတို့ဟိုဟာအမတို့ရဲ့ name တွေကိုမမြင်ရဘူးကွယ်သူက screen shot တဲ့စကားလေသူကဒီမှာရှိတဲ့ကို share ထားတဲ့
ဟာရဲ့ဒီ application မှာရှိတဲ့ file ပဲသူကမြင်တော့တာကိုဒီစက်ကွင်းအပြည့်ကုန်တော့အားကြောင့်မို့လို့ပါအဲ့လိုဖြစ်နေတယ်ဟုတ်ပြီต่อไปထပ်ကြည့်အောင်ဘုထီဟာပေါ့နော်ဘုထီဟာကိုကြည့်အောင်โตมีตาโตมีตาโตมีขาโตมีขาโตมีหูโตมีหูหูโตมีอะไรหูโตมีอะไรပြီးတော့โตเอาขาทูหูโตเอาขาทูหูถูไปถูมาถูไปถูมาโตทูหูวายวายโตทูหูวายวายရမယ်နော်ကဲဆိုကြည့်ပါဦးခင်ဗျာကဲမီဆို โตมีตาโตมีขาโตมีหู โตมีตาပြန်ဆိုမယ် โตมีตาโตมีขาโตมีหูหูโตมีอะไรโตเอาขาถูหูถูไปถูมาโตถูหูไว ဟုတ်ပြီမဆု ตูมีตาตูมีขาตูมีหูหูตูมีอะไรตูเอาขาถูหูถูไปถูมาตูถูหูวายวาย เอเดเซมู โตมีตาโตมีขาโตมีหูหูโตมีอะไรโตเอาขาถูหูถูไปถูมาโตถูหูวายวาย ဟုတ်ပြီကျေခိုင်မူ ค่ะครูโตมีตาโตมีขาโตมีหูหูโตมีอะไรโตเอาขาถูหูถูไปถูมาโตถูหูไว ဟုတ်ပြီရွှေဝိရီရွှေကြဝိရီ โตมีตาโตมีขาโตมีหูหูโตมีอะไรโตเอาขาถูหูถูไปถูมาโตถูหูไว ဟုတ်ပြီရမယ်နော်အဲ့ဒီနောက်ခုထပ်ကြည့်ရကျွန်တော်တို့ဒီနေရာမှာမောင်နည်းနည်းတော့ရှည်ရနော်သတိရထားဟုတ်နည်းနည်းတော့ရှည်တခါတည်းပဲတစ်ဖက်ချင်းကြီးပဲဆရာဖတ်ပြပေးလိုက်မယ်နော်ကဲဒီပထမဟာကိုစကြည့်ကြရနော်ဒီမှာတရားလေးကိုပဲဆိုမှာဒီမှာตาตีตูตายเตาตาตีตูตายเตามามีมูไมเมามามีมูไมเมานานีนูนายนาวนานีนูนายนาวขาขี่คูคายขาวขาขี่คูคายขาวตาตีตูตายเตามามีมูไมเมานานีนูนายนาวขาขี่คูค่ายขาวဟုတ်ပြီကဲမီဆိုကြည့်ပါဦးမြာဆိုရမှာဆရာ ဟုတ်ကဲ့ဆိုလို့ရပါပြီမီဆို ตาติงโตตายเต๋ามามีโมไม้เหมานานีโนนายหนาวกาขีโคคายขาว เกไข่ทอ ๆค่ะครู
ตาตีโตไตเต่ามามีโมไมเมานานีโนนายนาวขาขี่คูไข่เขา ဟုတ်ပြီကဲရွှေကြဝိရီ ตาตีโตไตเต้ามามีโมไมเมานานีโนนายนาวขาขี่โคขาโคไข่เขา คาขี่โคคายขาว it is a move ใช่คือตา ตาตีโตตายเต๋ามามีโมไม้เมานานีโนนายหนาวคาคีโคคายเขา ဟုတ်ပြီမဆု ตาตีตูตายตาวมามีโมไม้เมานานีโนนายนาวขาขีโขขายขาว ขาขี่โคคายขาว ขาขีโขขายขาว โอเคจ้าကဲထပ်သွားရအောင်ต่อไปนะမာနီเนาะဒီမှာမာနီနော်ရှိမာနီเนาะပြီးရင်မာနာဒီတစ်ပိုင်းဘယ်လိုရုံးဆိုလိုက်မရမာနာပြီးတော့จัปปะကထsorry အတမဝိုင်เนาะကထมระอะไรจะไปจะดูชะนีดูใจถ่ายนาหาหาว นายเตา เอาใจ มีเงา สายตูကဲစုကြည့်ပါ ဆရာနောက်ဆုံးကတောက်လားဆိုင် sorry เสาအခဏဘယ်လိုဆိုလိုက်တာစိုင်းသူလို့ဆိုရတာဟုတ်လား ခါ okay sorry နော်ခေါ်ထိုးเสาตู မာနီမာနာตะปะกะทะนาระอะไรจะไปจะดูชามีดูใจไทยนะหาหาวนายเต๋าเอาใจมีเอาเสาตู โอเคနောက်တစ်ယောက်ရွှေကြဝိရီ มันนี้มานะจะปากัทธามาจะอะไรจะไปจะดูฉันนี่ดูใจไทยหน้าหาหาวนายเต๋าเอาใจมีเราเสาตู เสาตูit is a move มานีมานะจัปปะกะทะมาระอะไร จะไปจะดูชะนีดูใจทุไทยนะหาหาวนายเต๋าเอาใจมีเราเสาตุ เสาตูเสาตุ เสาตูโอเค
ဟုတ်ပြီနောက်တစ်ယောက်အေးဒီစင်မို့လားနောက်တစ်ယောက် အခုဆိုလိုက်တယ်ဆရာ ปีခိုင်ထုံးအဲ့ဒါဆိုရင် ท่าโครมานี่มานะจะป้ากัทธะมาระอะไรจะไปจะดูชัดนี่ดูใจไทยนาหาเหานายเตาเอาใจมีเงาสาวโต မလေးငဲတာအမိုင်မဆု มานีมานะจะปะกะทะมะระอะไร จะไปจะดูชะนีดูใจถ่ายหน้าหาหาวนายตาวเอาใจมีเงาสาวโต ဟုတ်ပြီโอเคထိုက်ကြည့်ရအောင်နောက်တစ်ခုကြံငူ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 ပြီးတော့ကြက်တူပူကြက်တူပူကြက်တူကာကြက်တူကာထူကထထူကထเถามะระเถามะระเอาอะไรเอาอะไรอาจจะอายอาจจะอายเขาไทยนาเขาไทยนาไถใบไวไวไถใบไวไวเอาขาถูเอาขาถูเอาใจขาวเอาใจขาวดาวดูทีดาวดูทีเห่าซาวมา sorry หาสาวมา หาสาวมานายนาราว นายนาราว เอาใจเราเอาใจเรามาดีๆมาดีๆสีเทาเทาสีเทาเทากาวไวไวกาวไวไวไปดูบูไปดูบูนางรูงูนางรูงูอย่างนะสวยอะมาอย่างไม่ใช่แบบนั้นเสียโอเคมันมีสู จะดูงูจะดูปูจะดูกาถูกระทะถูกระทะเข้านาระเอาอะไรอาจจะอายเข้าไทยนะไทยไปไวๆเอาขาถูเอาใจเขาเข้าใจเขาดาวดูที่หาสาวหาในนาเราเอาใจเรามาดีๆสีเทาเทาเกาไวๆไปดูปูในรูงู တေခိုင်ထုံးပြီးွားရင်အေးဒဇင်မိုးအေးဒဇုံပြီးွားရင်ရွှေကြဝေးရီပြီးရင်မစုမှတ်ထားနော်ဆရာပြီးနေပဲပါမှာကဲစဆိုးစေ ท่าโครจะดูงูจะดูปูจะดูกาถูกกระทะเถามาระเอาอะไรอาจะไออาจะไอเขาไทยหน้าไถไปไวเอาขาถูเอาใจเขาดาวดูที่หาสาวมานายนาเรานายนาเราเอาใจเรามาดีๆสีเทาเทากาวไวไปดูปูนายรูงู จะดูงูจะดูปูจะดูกาถูกกระทะเท้ามาระเอาอะไรอาจจะอายเขาไทยนาไทยไปไวๆเอาขาถูเอาแจเขาดาวดาวดูทีหาสาวมาในนาเรา
အောက်ကျိုင်းရောင်မာတီတီစီထောင်းထောင်းကောက်ဝိုင်ဝိုင်ပိုင်တူပူနိုင်ရူငူ โอเคနောက်တစ်ယောက် จตุงูจตุปูจตุกาทูกาธาตุเทามาราเทาอะไรอาจัดไอเข้าไทยนาไทยใบไหวเอาคาทูเอาใจเข้าดาวดูทีหาเศร้ามาหาสมาในนาเราเอาใจเรามาดีสีเทาเกาไวไปดูปูในรูงู คนต่อไป จตุงูจตุปูจตุกาทุกะทะทางมะระเอาอะไรอาจจะไอข้าวไทยหน้าไทยไปไวเอาขาถูเอาใจขาวทางดูดีหาสั่งมานายนาราวเอาใจเรามาดีสีเทากาวไวไปดูปูนายรูงู ဟုတ်ပြီနောက်တစ်ယောက်ရှိသေးလား โอเคအဲ့တော့ဒီမှာ9ခန်းပေါ့နော်ကျွန်တော်အခုသင်သွားတဲ့ဟာလေးရတော့ဖတ်ထားပါဖတ်ထားပြီးတော့ကျွန်တော်ကအခုနောက်အမြဲတမ်းလဲစိုးခိုင်းနေမှာနော်နောက်သင်ခန်းစာမစနေခင်အဲ့တတိရထားပါတခါလေဒီမှာရှိတဲ့ဗီဒရာပေါင်းဆက်တာမှမရရင်အရှိမှရှိအခုသင်မဲ့ဝဏ္ဏယုတ်ကတော့သွားဖို့တော့နည်းနည်းတော့အမားတို့အနေနဲ့ကြံ့ကြာမှာပေါ့နော်အဲ့တော့ကိုဘက်ကနေပြီးတော့ကိုစာစူးစမ်းသလိုလုပ်တဲ့အခါကျရင်တော့ကိုဘက်ကအဆင်ပြေမှာပါဟုတ်ပြီအခုဒီမှာ file တစ်ခုကိုကျွန်တော်အမားတို့ကူတဲ့ပို့ပေးလိုက်မယ်ပေါ့နော်အဲ့ဒီ file လေးကတော့ဟိုအမားတို့ကိုဘာကိုပေါ့နော်ဒီထုတ်မယ်ဆိုလည်းရတယ်ထုတ်မယ်ဆိုတာက print ထုတ်ထားမယ်ဆိုလည်းရတယ်ကူးထားမယ်ဆိုလည်းရတယ်ပေါ့နော်အဆင်ပြေသလိုလုပ်ပါဘာမှဖြစ်ပါဘူးနော်ဒါပေမဲ့တခြားလူစီတော့မဖြန့်နေပေါ့နော်ကျွန်တော်စူးစမ်းပန်းစားနဲ့ကျွန်တော်မှအလောက်ကပြန်လာတာနဲ့မနာဘူးအဲ့ဒီတင်ရုံးဟာကိုမနှက်ဖန်ဘာတင်မလဲဆိုတဲ့ဟာကိုကိုတင်တန်းရှိတဲ့ခါကျရင်ဆွဲရတာပေါ့နော်တင်ရုံးဆွဲဟုတ်ပြီကျွန်တော်ဒီမှာကြည့်ရအောင်ပထမဦးဆုံးပေါ့နော်ဘီတရာအတန်တုံးရဲ့ပုံတင်နီးပေါ့နော်အဲ့ပုံပတန်ရဗာလေးရှိနေဆိုတဲ့ခါကျရင်เสียงซามังဆိုတာကတာမန်တန်ပုံမှန်တန်အောင်ပြောတာပြီးတော့မိုက်အေပေါ့နော်ပြီးတော့မိုင်းထူပေါ့နော်ပြီးတော့မိုင်းတရီပြီးတော့မိုင်းကျက်တဝါပေါ့နော်ဒီမှာရှိတဲ့မြန်မာလိုလေတာမန်တန်အနှိမ့်တန်အကြဟိုတက်ကြတန်အမြင့်တန်ကြတန်ဆိုတာဒီအလေတန်ဒီရုပ်စုရဲ့ပုံတွေနည်းကိုပဲခေါ်ပေးထားတယ်နော်အဲ့ဒါမှတ်ထားရမယ်အဲ့တော့မှတ်ထားမှာကကျွန်တော်တို့ကအလေတန်ပြီးရုပ်စုမှာမိုင်းတင်မယ်ဆိုရင် low တုံးမိုင်းထိုတင်မယ်ဆိုရင် falling တုံးမိုင်းသတိတင်မယ်ဆိုရင် high တုံးမိုင်းချက်တော်ဝါတင်မယ်ဆိုရင် rising တုံးမှတ်ထားနော်လေတန်ပြီးရုပ်စုမှာမိုင်းတင်မယ်ဆိုရင်ဘာတုံးလဲမိုင်းတင်ဘာတုံးလဲ low တုံး မိုင်းထိုတင်ရင် falling tone falling တုံးမိုင်းသတိတင်ရင် high tone တုံး မိုင်းချက်တော်ဝါတင်တယ်ဆိုရင် rising တုံး rising တော့အဲ့ဒါမှတ်ထားမယ်လေတန်ပြီးရုပ်စုရဲ့ပုံတင်နီးမိုင်းတင် low တုံးမိုင်းထိုတင် falling တုံးမိုင်းသတိတင် high တုံးမချက်တော်ဝါတင်နေဆိုရင် rising တော့ပုံတင်နီးမချက်ထားဘူးဆိုရင်အတန်မထွက်တတ်ပါဘူးခင်ဗျာအဲ့ဒါမှတ်ထားပါကြိုပြီးတော့နောက်တစ်ခုအမြင့်တန်ပြီးရုပ်စုရဲ့ပုံတင်နီးနော်အမြင့်တန်ပြီးရုပ်တန်ပုံတင်နီးเสียงซามังနော်เสียงซามังမိုင်းအေမိုင်းထိုးပေါ့နော်ဒီမှာကျတော့ तू ကလေကျွန်တော်တစ်ခုမှတ်ထားမှာအလေတန်ပြီးရုပ်စုမှာနေပဲမိုင်းအေရောမိုင်းထိုးရောမိုင်းတတိရောမိုင်းချက်တော်ပေါင်းတာအမြင့်တန်မှာဆိုရင်တော့
နှစ်ခုပဲပေါင်းပါအဲ့ဒါဘာနဲ့ပါလဲဆိုတဲ့အခါကျရင်ကျွန်တော်တို့မိုင်း A နဲ့မိုင်း2เนาะအဲ့တော့အမြင့်တန်ပြီးရုပ်စုရဲ့ပုံမှာမိုင်း A တင်မယ်ဆိုရင်လိုးတော့မိုင်း2တင်မယ်ဆိုရင် falling တော့ဒါပဲအမြင့်တန်ပြီးရုပ်စုရဲ့ပုံမှာမိုင်း A တင်မယ်ဆိုရင်လိုးတော့မိုင်း2တင်မယ်ဆိုရင် falling တော့နောက်တစ်ခုအနိုင်တန်ပြီးရုပ်စုရဲ့ပုံတင်ကြီးသူကလည်းနှစ်ခုပဲတင်မယ်ဒါပေမဲ့သူရဲ့ပုံတင်ကြီးပတ်တန်ကတော့ပြောင်းသွားတယ်အနိုင်တန်ပြီးရုပ်စုရဲ့ပုံမှာမိုင်း A တင်မယ်ဆိုရင် falling တော့မိုင်း2တင်မယ်ဆိုရင် height တော့ပြောမယ်နော်အနိုင်တန်ပြီးရုပ်စုရဲ့ပုံမှာမိုင်း A တင်မယ်ဆိုရင်နော်ဘာတုံးလဲ falling tone falling down မိုက်ထုတ်တင်မယ်ဆိုရင်เนาะ height height အတန်ကတော့ဒီမှာအောက်မှာကျွန်တော်တော့ကွဲအောင်ပြထားတယ်ပဲเนาะစီယန်စာမန်းဆိုတာကတော့ဘီးနဲ့တရပေါင်းတဲ့အတန်ကိုစီယန်စာမန်းလို့ခေါ်တယ်เนาะစီယန်စာမန်းစောအားစာမောအယောမန်ယောရ equal to sorry ယောရ equal to နောနူရဲ့အတန်ပဲသူကစီယန်စာမန်းဆိုတာပုံမှန်တန်တနည်းအားဖြင့်အလွယ်နည်းမှတ်မယ်ဆိုရင်ဘီးနဲ့တရပေါင်းတဲ့အတန်ပဲဆရာဘီဒရပေါင်းတာဘာနဲ့ပေါင်းတာရောဆိုရဲခါကြရင်အလေတန်ဘီယုတ်စုတရတန်ရှိနဲ့ပေါင်းတရတန်တို့နဲ့ပေါင်းတယ်အမြင့်တန်ဘီယုတ်စုတရတန်ရှိနဲ့ပေါင်းတယ်အနိုင်တန်ဘီယုတ်စုကိုတရအတန်တို့တရတန်ရှိနဲ့ပေါင်းတယ်အဲ့ဒီအတန်ပေါင်းခြင်းမှန်သမျှအားလုံးကိုစီယန်စာမန်းလို့ခေါ်နော်နောက်တစ်ခုကတော့ mic A ပြီးရင် mic 2 mic 3 mic 7တော့ပြန်ပြီးရှင်းပြပေးမယ်အလေတန်ဘီယုတ်စုပေါ်မှာ mic တင်မယ်ဆိုရင် low တော့ mic ထုတ်တင်မယ်ဆိုရင် falling တော့ mic 3တင်မယ်ဆိုရင် height တော့ mic 7တော့တင်မယ်ဆိုရင် rising တော့အမြင့်တန်ဘီယုတ်စုမှာအောင်ဆရာအမြင့်တန်ဘီယုတ်စုပေါ်မှာ mic တင်မယ်ဆိုရင် low တော့ mic ထုတ်တင်မယ်ဆိုရင် falling တော့အနိမ့်တန်ဘီယုတ်စုမှာအောင်ဆရာအနိမ့်တန်ဘီယုတ်စုပေါ်မှာ mic တင်မယ်ဆိုရင် falling တော့ mic ထုတ်တင်မယ်ဆိုရင် height တော့ကျွန်တော်တစ်ခေါက်အတန်တစ်ချက်ဆိုပြပေးမယ်နော်ကြည့်ကြည့်ရအောင်กากาไม่อีกกาไม่ถูกกาไม่อีกกาပုံမှန်တိုင်းပဲกาไม่อีกกากကိုစနေတော့ပေါ့တာกาไม่อีกกาไม่ถูกအောက်ကမြင့်တန်ကိုအတောင်ဖိပြီးတော့ဆိုချပြီးတော့กาไม่ตรีกาဟိုက်တော့กาไม่ตรีกาไม่ချက်တော့กา rising တော့ကြပြီးတော့အတန်ပြန်တက်တာမှာလေဒီလိုတန်လေးပေါ့နော်กาနော်ကာအဲ့ဒီတန်လေးအဲ့တော့ကာအဲ့ဒီတန်နော်အဲ့ဒီပုံစံပဲအဲ့ဒါကအမြင့်တန်ကတော့လည်းရှင်းပါတယ်အမြင့်တန်ကတော့ပုံမှန်ပဲဒီမှာခေါ်အားခါစီယန်စာမပုံမှန်တန်နော် rising တော့ခေါ်အားခါไม่อีกขาไม่ถูกဒါလေးပဲအဲ့ဒီမှာပြောမယ်အဲ့ဒီမှာဆရာတိချာသင်ရတာနဲ့အမှအနိုင်တန်ရဲ့အတန်ခေါ်အားခါไม่ไม่ถูกဆိုမှားတယ်နော်အတန်တစ်ခုတင်ထားအောင်နော်ခေါ်အားขาไม่อีกขาไม่ถูกအဲ့ဒီတန်နော်အဲ့ဒါမှာပြီးတော့ခေါ်အားခါไม่อีกขาไม่ถูกဆိုရင်မှားတယ်နော်တတိထားပါဘီနဲ့တရအတန်ကိုကွဲအောင်ဆိုဖို့အရေးကြီးပါတယ်နော်အဲ့ဒါမှအတန်ကွဲမှာရဲ့ကိန်းတစ်ခုလာပြီနိုင်တန်ပြီးရုပ်စုခေါ်အားခါမစ်တုံးလေးနော်ခါไม่อีกfalling down ခါไม่ถูกဟိုက်တော့ခါအဲ့ဒီတန်ခါဒီမှာလေကျွန်တော်တခုပဲပြရအောင်မယ်ကျွန်တော်ခုနကမှဆိုခဲ့တယ်မရပေါ့နော်မောအမရောအရမရဆရာရဲ့ဒီမှာရှိတဲ့ height ဒါမှဒါအနိမ့်တန်နဲ့ပေါ့ဟာနော် height တုံးနေပဲဆရာမောအမရောအရမရဒီမှာကျတော့ဆရာရဲ့အတန်ကြည့်ကြည့်ရောမိုင်းဆိုရင်တော့ခေါ်ခါမိုက်ထုတ်ခါထီဒီမှာ height တုံးချင်းတူပြီးတော့အတန်ဆွဲသွားတယ်ဆရာဒီမှာကျတော့အတန်ပြတ်တယ်ဘာကြောင့်လဲပြောပြမယ်နော်ထိုင်းစာမှာတောင်လေ height တုံးကကွေးတယ်ဘာကြောင့်ကွေးလဲဆိုတော့ height တုံးကဖြီးရေအမတို့မှတ်ထားတော့ရေနော်တရရေအဲ့ဒါအောင်မှ तू တရအတန်တူနဲ့ तू ကလာပြီးတော့ပေါင်းနေ height တုံးကတစ်မျိုးဒီလိုပုံစံမျိုးပေါ့မောအာမအဲ့လိုမျိုးပေါ့အဲ့ဒါအောင်မှအမတို့ရေ तू ကတခုရှိသေးတယ်ဘာလေးလဲဆိုတော့လေဘီးရေတရရေအမတို့ရေအတန်တုံးရေလာပြီးတော့ပေါင်းနေအတန်တုံးအောင်မှလေတရအောင်မှ तू ကတရအတန်ရှင်နဲ့လာပေါင်းတာအမရေနော်မတို့နော်တရအတန်ရှင်နဲ့လာပေါင်းနေအတန်တုံးလေးနဲ့ तू ကဝဏရွတ်ပေါ့နော်အဲ့ဒါလေးနဲ့ तू ကလာပြီးတော့ပေါင်းလာခဲ့မယ်ဆိုရင် height တုံးရဲ့တန်တစ်မျိုးဘာကြောင့်လဲတရအတန်ရှင်နဲ့ပေါင်းထားလို့မှတ်ထားနော်ဆရာ height တုံးရဲ့အတန်ကြီးလည်းဘယ်လိုဖြစ်တယ်လဲဆိုတော့အဲ့တိုင်းပေါင်းပါတယ်အဲ့တော့သူ့ရဲ့ကျွန်တော်တို့ theory ကိုအရာပေါ့နော်အဲ့တော့ဝဏရွတ်အတန်နဲ့လာပြီးတော့ပေါင်းနေဆိုရင် height တုံးကအတန်တခြားစီပေါင်းနေဘီးနဲ့တရမှာအတန်တူနဲ့လာပေါင်းနေဆိုရင်တော့တခြားစီပေါင်းပါတယ်အတန်မတူဘူးပေါ့နော်
အတန်ကွဲပါတယ်ပြောချင်တာပါမှတ်ထားနော်ကျွန်တော်ဆိုဒီမှာပေါင်းသွားတာရှိရလေဒီမှာလေကောအာကာမိုက်တရီကာဆရာကောအာကာမိုက်တရီကာမဟုတ်ဘူးလားမဟုတ်ပါဘူးခင်ဗျာကောအာကာမိုက်တရီကာဘာကြောင့်လဲတရားအတန်ရှင်နဲ့လာပေါင်းထားလို့ပါခင်ဗျာအဲ့သူ့ရဲ့ပတ်တန်ပါပဲခင်ဗျာမှတ်ထားနော်အမတို့ရှင်းလားမသိဘူးနားလည်လိုက်ရင်ကျွန်တော်ရှင်းပြတာ နားလဲပါတယ်ခ လေ ရို ပါလေ အတန်လေးတွေနည်းနည်းမြန်လေးပြောကျွန်တော်စကားပြောနည်းနည်းလေးတော့မြန်နားလည်ပြီနော်နားလည်ပါတယ်နော် နားလဲပါမယ်ရှင် ဟုတ်ပြီโอเคကျေးဇူးအများကြီးတင်ပါတယ်နားလည်အဲ့လိုပုံစံမျိုးတွေတော့ကိုယ်ရအဲ့တခြားလေးတော့သင်ပေးမှာပါနော်တိတ်တော့အမတို့ဟိုဟာဖြစ်စီရစီးတဲ့ဖြစ်စီရတော့မလို့ဘူးစိတ်မပူပါနဲ့နော်အဲ့တော့ဒီမှာမိုက်ထုတ်မိုက်တရီရေးနေတော့မနေ့ဖန်သင်မယ်ပုံတင်နည်းလေးတော့ကြက်ခဲ့ပါကျွန်တော်ဒါအမတို့ကြက်လို့ရအောင်ပြလိုက်တာပါနော်အဲ့တော့ဒီမှာကျွန်တော်တော့တစ်ခုကျွန်တော်ဒီမှာဒီလိုမျိုးလေးဆွဲပေးထားတယ်အမတို့ရဲ့ဒီမှာလေးအမတို့လည်းမရှုပ်သွားအောင်စာဆိုသွားတာအမတို့လည်းမခတ်သွားအောင်ဒီလိုမျိုးကျွန်တော်ဆိုပေးဒီလိုမျိုးကျွန်တော်ဆွဲပေးထားပါတယ်ဒီမှာတွေ့လားဇရာလေးနဲ့ဒီမှာလေတန်ပြီးရုပ်စုမှာလေတံပြီးရုပ်စုခုနှစ်လုံးရှိတယ်အတုံးများသောအလေတံပြီးရုပ်စုဘာကြီးလဲဆိုပြပါအောင်မှတ်မိသေးလားမသိ ပေါ်ကျော် ကျော်တော် တော် တော် တော်ပေါ်ပေါ်အော် ပါအရှိမှကြားရတယ်ပေါ်တယ်အမတို့ဘာပေါ်လို့ကြားရတယ်အမတို့ ကဲ အရှိမှတာအေကောနော်ပေါ် ကျွန် ကျော် တော် ဟုတ် ကျင်းတော်မလုပ်ပါနဲ့ဟုတ်ပေါ်လို့ကြားရတယ်ပေါ်လို့ပါအမတို့ရဲ့ကျွန်တော်နေနေမဟုတ်ပါနဲ့ခလလန်ဖြစ်နေကောကျော်တော်ဘောအော် iPhone ပို့ထားပြီးသားမသိရင်ပြန်ကြည့်ကောကျော်တော်ဘောအော်အဲ့ဒါအောင်မှအခုပထမဆုံးအမတို့ကောလေးနဲ့လာပေါင်းထားတာလေတံပြီးရုပ်စုကောလေးနဲ့ဒီမှာမေးစရာရှိလာမယ်ဆရာဒီမှာလေးဘာကြောင့်မို့လို့တဲ့တရားအတန်ရှင်နဲ့လာပြီးတော့ပေါင်းတာလဲမှတ်ထားပါကြီးရဲ့တရားရဲ့ပေါ့နော်ပြီးရုပ်စုရဲ့တရားရဲ့ဝဏရုပ်ရဲ့လာပေါင်းတာရဲ့69ရာခိုင်နှုန်းဒီတရားအတန်ရှင်နဲ့ပေါင်းပါတယ်ခင်ဗျာမှတ်ထားပါတရားအတန်တို့နဲ့ပေါင်းပြပါအောင်ဆရာမရှိပါဘူးမရှိတဲ့တော့နေဒီမှာစပါတော့ကောအာကာမယေကအဲ့လိုမှမရှိတာထိုင်မှာအဲ့လိုမရှိဘူးလေဒီလိုရှိမယ်ဆိုရင်တော့ရတယ်ကောအာကမယေကဆိုတဲ့ဒီလိုပုံစံမျိုးဥပမာပြတာပါဒီလိုတော့မရှိပါဘူးအဲ့လိုမျိုးဆိုရင်ရတယ်သူကဘာတရားအတန်တို့တွေနဲ့ပေါင်းချင်လေသူကနောက်မှာတရားအတန်တို့တွေနဲ့ပေါင်းချင်တယ်ဆိုရင်နောက်မှာအမတို့လေအသက်တည်သို့မဟုတ်အသက်ရှင်ထည့်ပေးတယ်မာတရာตัวสะกดคำตายလို့ခေါ်တယ်အသက်ရှင်တယ်မာတရာตัวสะกดคำပင်းလို့ခေါ်တယ်အသက်ရှင်အသက်တည်အသက်ရှင်ထည့်ပေးရတယ်ဥပမာပေါင်းပြမယ်ဒီမှာကြည့်အသက်တူနေsorry တရားတန်နဲ့ပေါင်းမယ်နော်မကောဒူလာကြီးတော့မရဘူးတခုကိုခြေပြီးခေါင်းမှာပတ်တင်မှရမယ်ဒီပုံစံမျိုးလေးပဲနော်ကောငေါဒီမှာအသက်ရှင်လာတယ်ဒီမှာဒီလိုပါမှရကောငေါကန်မိုက်ကန်အဲ့လိုမျိုးဆိုရင်ပေါင်းလို့ရတယ်နောက်မှာငေါငူဆိုတဲ့အသက်လေးပါလို့အသက်ရှင်ပါလို့အဲ့လိုပေါင်းလို့ရတယ်အဲ့ဆိုရင်ရတယ်အဲ့လိုဆိုရင်မှန်တယ်ဒီလိုမျိုးလာပေါင်းလို့မရဘူးကောကီမိုက်အဲ့လိုမျိုးတော့မရှိဘူးအဲ့တော့69ရာခိုင်နှုန်းဒီတရားအတန်ရှင်နဲ့ပေါင်းတယ်ဘာတွေကလဲဝဏရွတ်တွေကမှတ်ထားနော်ဘာတွေကပေါင်းနော် ဝနရုပ် ဝဏရွတ်တွေကဘာနဲ့ပေါင်းလဲ69ရာခိုင်နှုန်းက တရတန်ရှိနေပေါင်းနေ တရားအတန်ရှင်နဲ့ပဲပေါင်းတယ်ဟုတ်ပြီနော်အဲ့တော့ဒီ file လေးကိုပို့ပေးလိုက်ပါမယ်နားလည်ပါတယ်နော်ဟုတ်မှာ ဟုတ်နားလဲပါမယ်ခရို ဟုတ်ပြီအဲ့ဒါဆိုရင်တော့အမတို့အားလုံးမနက်ဖြန်ပြန်တွေ့ပါမယ်ခင်ဗျာနားလို့ရပါပြီဘိုင်ဘိုင်นะคะสวัสดีจ้า บายบายค่ะ ขอบคุณค่ะ ขอบคุณนะคะแล้วเจอกันพรุ่งนี้นะคะเจอกันจ้า ขอบคุณค่ะ ค่ะ